နူးအေးပြီးတော့ကြက်သွားပါပြီနော်ဒါဆိုရင်အရသာလေးလည်းအရန်ကိုမှစားကောင်းတဲ့ဘာစားမှမထည့်နိုင်တဲ့ငပေါင်းတုပ်လေးပါရှင်ဒီနေ့ကတော့သလင်းငွေနေ့လေးမှာနောက်စားပြမှာတော့ငပေါင်းတုပ်ထုတ်မှာဖြစ်ပါတယ်ငပေါင်းတုပ်ထုတ်ဖို့အတွက်ကိုအဓိကလိုအပ်တာတော့ရဲရွရွလေးပါဒီမှာရေဆေးပြီးတော့တောက်ထားလိုက်နော်ရေချောင်းတောက်ထားပါပဲပြီးလို့ရှိရင်ဒီမိကျိုင်းနေတက်ရအရွက်ဖက်ဒီကုန်ထဲလို့ရတယ်နော်တရားနဲ့ကြောင်းနဲ့လှုပ်လိုက်ခြင်းမတူဘူးဒီမှာတော့ဒီမိုဒီထဲမယ်ပြီးရင်မှုအစုံလေးနော်ဒီမှုအစုံလေးတစ်ခါထဲမယ်ပြီးရင်မယုတ်ဒီစိန်ထဲမယ်ပြီးလို့ရှိရင်ပဲပင်ပေါက်ဒီကမဖြစ်မနေရတော့ငပြောဘူးပြီးတော့မြင့်နော်မြင့်လေးလေးနဲ့အဲ့ဒါကိုဒီမှာပြီးတော့ဆန်မုတ်လေးလိုပါတယ်သမင်းစားမမယ်ရင်ငပေါင်းတုပ်လေးတက်တက်လို့ပေါ့နော်ဒါကတော့ဘာမှမထည့်ဘူးတီးရွက်တက်တက်ပဲငါမထည့်ဘူးပစုံမထည့်ဘူးတီးရွက်တက်တက်ကိုတက်တက်လို့လေငပေါင်းတုပ်ထောက်ပြမှာဖြစ်ပါတယ်ရှင်ဒီမှာပေါ့နော်စိတ်ဖူးပင်လေးဒါတော့ရှားပါတယ်ပေါ့နော်မြန်မာပြည်မှာလားရနိုင်ဒီငပေါင်းတုပ်တွေမှာဆိုတော့တချို့လည်းမွေးကြအောင်ထည့်တချို့လည်းမထည့်ပါဘူးနော်ဒီမှာတော့နည်းနည်းတော့ထည့်ပါမယ်နော်မွေးတယ်ငပြောဘူးကိုတီးပြီးတော့ငပြောဘူးကိုရေးဆိုင်ရမယ်ငပြောဘူးရေးဆိုင်မဲ့ထဲမှာကိုစားနှစ်စုံပြီးတော့ရှာလကရေနော်ရှာလကရေလေးကိုအနည်းငယ်ထည့်ပါမယ်အဲ့ဒါမှငပြောဘူးကမမဲသွားရဘူးနော်ပြောဘူးကပါတီးရင်ခုနကစားနဲ့ရှာလကရေပြောရတဲ့ရေလေးကိုငပြောဘူးလေးထည့်လို့ဆိုတော့ငပြောဘူးလေးမမဲအောင်နော်ကဲမြေကိုကြတော့ဒီလိုမျိုးလေးနော်အနည်းကြီးလေးဖြစ်ပြီးပါမယ်ရှင်မြေဒီလုံးကောင်းတယ်မြေကိုရှိပြီးတဲ့မော်ဒီမှာမော်ဒီကလောခဏတော့ဒီရတယ်ငါပြောဘူးလေးဒီခုလိုမျိုးချင်းနေထိုင်ရပြီနော်။ညတော့တဲတင်မလေးတွေကိုရေစီးကဆင်ရမှာဟုတ်ပါဘူး။ရေစီးအောင်စီးပြီးရေစစ်တာတရားမချင်းဘူးနော်။ရေစီးအောင်စီးရမှာဒီကိုတို့စီးမှဖြစ်ပါလိမ့်ရှင်။ဒီကိမလေးချက်တုံကြီးလေးလုံးထည့်ပါလိမ့်ရှင်။ချက်တုံကြီးကိုလေးစိတ်စိတ်ပေးပါမယ်။လေးစိတ်ကြီးလို့ရှိရင်6စိတ်စိတ်ပါ။ဒီချားကလို့ပြောရမယ်။ကဲအခုဆိုရင်ဒီမှာငပေါင်းတော့လုပ်ဖို့အတွက်ကိုအကုန်လုံးပြည့်စုံပါပြီเนาะဒီမှာခုနကတော့ငါပြောဒီကြတဲ့ငါပြောဖို့ရယ်ဒီဖေးဖက်ဆင်လာတဲ့မှုရယ်ဒီမော်ဒီရယ်ဒီမောက်ရယ်ရဲယူရွက်ရယ်ညစ်ရယ်ချက်ပုံကြီးရယ်ငရုတ်ကြီးစိမ်းเนาะဒါတွေအားလုံးကတော့အတီးရွက်တွေပဲလောက်တာတက်တက်လို့เนาะဒါမှမပါတဲ့ငပေါင်းတုပ်လေးပါရှင်တော့ငပြောဘူးကိုအိုးတဲ့ဖက်မယ်เนาะငပြောဘူးဒါဆိုရင်ငပေါင်းတုပ်ကိုတော့အကုန်လုံးရောနေတာပြပေးပါမယ်ဖြစ်ပါလေငပြောဘူးကိုရေစင်အောင်ညှစ်ပြီးတော့ဖက်မယ်เนาะပြီးတော့ဒီမော်ဒီနောက်ချင်တဲ့တင်အီးလေးထည့်ပါမယ်ပြီးလို့ရှိရင်ပဲပင်ပါပဲဒီပင်ပေါက်ထည့်ပါမယ်ပြီးလို့ရှိရင်ညင်နော်နောက်ချင်တဲ့အီးလေးထည့်ပါရှင်ပြီးရင်ဟိုနော်ထည့်ပါပါမယ်ဒီလိုထည့်ပါပြီးရင်လေးစိတ်ပဲတက်အောင်နေတက်အောင်နေဒီခွာပြီးတော့ထည့်ပြရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ပထမဆုံးဆန်မုတ်ကိုထည့်ပါနော်ခုနကဆန်မုတ်လေးကိုဖြူထည့်မယ်နော်နှောင်လို့ဖြူထည့်မှာငပေါင်းလုံးတော့နေပြပေးမှာဖြစ်မယ်ပြီးရင်စားထည့်ပါမယ်အကုန်လုံးကောင်းတယ်စားထည့်ပေးပါမယ်ပြီးရင်ခဏမှစိမ့်သားငပိနော်ဒါဘိတ်စိမ့်သားငပိပစုံငပိလေးပါအဲ့ဒါလည်းရအောင်နေနော်ဝယ်အားပေးလို့ရတယ်ပြီးလို့ရှိရင်အချုံမဟုတ်တစ်ဖက်စုံနှစ်စုံစားထည့်ပါမယ်6ပါးကိုထောင်းနေတာလေးကိုထည့်ပါမယ်ဆိုရင်အကုန်လုံးပြည့်စုံပြီအားလုံးကိုတမအောင်နေပါမယ်ရှင်စီနေငယ်လိုအပ်ပါလို့ရှင်ပြီးရင်စီကိုအတီးရွက်ရှိတဲ့လောက်ချိန်ပြီးတော့နည်းငယ်ထည့်ပါမယ်အများကြီးမထည့်ပါဘူးเนาะဇင်းကလုံးပြီးပဲဆိုရင်တမအောင်နေပါမယ်ရှင်ကလုံးနှံ့အောင်နေပေးရပါမယ်အခုဆိုရင်ဒါဆိုရင်ငပေါင်းတော့အတွက်နှံ့အောင်နေတာကလေးအရသာလေးလည်းကောင်းတယ်เนาะဒါပြီးသွားပါပြီเนาะငပေါင်းတော့ထပ်ဖို့ပဲကြံပါတော့တယ်အခုဆိုရင်ငပေါင်းတော့ကိုငါမမကားတဲ့ငပေါင်းတော့အရင်အတီးရွက်စုံလေးနဲ့စားလို့ကောင်းပါတယ်เนาะအဲ့မှာလုံနာရက်လေးဆိုရင်ထောက်စားကြည့်ကြနော်ဒီနည်းလေးကိုယူရထောက်စားကြည့်ကြနော်တော်ပြီရပါလားခုရင်ငပေါင်းတော့ပေါင်းလာတာနိုင်ရွက်လောက်ကြတယ်နော်ဒီနေထားလောက်ဆိုရင်ငပေါင်းတော့ထဲမှာတော့ကြက်လောက်ပါပြီနော်အထက်ပေါင်းလာပါလေဒါဒီနေထားဆိုရင်ငပေါင်းတော့ကြက်ပါပြီနော်ဒါဆိုလို့ရှိရင်ငပေါင်းတော့လေးတွေကိုဆယ်ယူတော့မှဖြစ်နေတယ်
ငပေါင်းတုပ်လေးချက်ပါပြီနော်အဲမှာဘလို့ရတာနဲ့ဘလို့နေထားလဲကြည့်လိုက်ကြပါဦးနော်ဒီမှာဆိုရင်ငပေါင်းတုပ်ကနူးအေးပြီးတော့ကြက်သွားပါပြီနော်ဒါဆိုရင်အရတာလေးလည်းအရန်ကိုမှစားဆောင်နဲ့ဘာအစားမှမထည့်တာနဲ့ငပေါင်းတုပ်လေးပါရှင်လောက်စားကြည့်ကြနော်ငပေါင်းတုပ်လေးစားချစ်စရာကြီးငယ်ချင်းတို့လည်းလောက်စားကြည့်ကြနော်